တခါတော့ကမိုးတိထန်စွာရွာသွန်းနေတဲ့ညတညမှာလမ်းဘေးကအမှောက်ပုံပေးချမ်းတုံပြီးကတ်နေတဲ့ခွေးလေးတစ်ကောင်ရှိပါတယ်။သူ့ရဲ့ကိုယ်ပေါ်မှာအမွှေးတွေကညစ်ပတ်ပြီးကျွတ်တဲ့နေရာကကျွတ်လို့ဘိုက်ကလည်းဆာလောင်နေတဲ့အတွက်နွားလျနေတာပေါ့။လူတွေခက်သွားတိုင်းသူဟာကြောက်ရနေကြနဲ့ခေါင်းစွန်းလေးမှာတိုးဝင်ပုန်းကွယ်နေခဲ့ရပါတယ်။သူ့အတွက်တော့ဒီလောကကြီးကအရန်ကိုအေးဆက်ပြီးကြောက်စရာကောင်းတဲ့နေရာတစ်ခုပါပဲ။ဒါပေမဲ့တနေ့မှာတော့ကံကြမ္မာကပြောင်းလဲသွားခဲ့ပါတယ်။အဲ့ဒီလမ်းထဲကိုအလောက်ကပြန်လာတဲ့လူငယ်တစ်ယောက်ဟာညင်းယူတန်လေးကိုကြားပြီးရက်လိုက်မိတယ်။သူဟာကြောက်နေတဲ့ခွေးလေးကိုအတင်းမဖမ်းပဲစိတ်ရှည်လက်ရှည်နဲ့မုံလေးကျွေးပြီးချုံမော့ခဲ့ပါတယ်။မကြောက်ပါနဲ့တော့အခုအစပြီးမင်းမအိမ်ရှိပြီဆိုတဲ့စကားလေးတစ်ခုနဲ့အတူခွေးလေးဟာနှွေးထွေးလက်တစုံရဲ့ပွေ့ဖက်ခြင်းကိုပထမဆုံးချိန်ခံစားလိုက်ရပါတော့တယ်။အိမ်ရောက်တဲ့အခါမှာတော့တခင်ဖြစ်သူဟာခွေးလေးကိုရေမိုးချိုးပေးတယ်၊ဆေးကူပေးတယ်ပြီးတော့ရွှေဝါလို့နာမည်ပေးလိုက်ပါတယ်။စာပိုင်းမှာရွှေဝါဟာလူတွေကိုကြောက်နေတော့မယ်။ဒါပေမဲ့တခင်ရဲ့နေ့စဉ်မပြတ်ဂရုစိုက်မှုခေါင်းလေးကိုပုတ်တက်ပေးမှုနဲ့အစာကျွေးမှုတွေကဆေဝါရဲ့နှလုံးသားတကားကိုဖွင့်ပြလိုက်တယ်လို့ပါပဲ။ရက်တွေလတွေကြာတဲ့အခါမှာတော့နွားရနေတဲ့ခွေးလေးဟာတဖြည်းဖြည်းနဲ့အမွှေးတွေပြန်ဆိုပြလာပြီးမျက်လုံးတွေကလည်းအသက်ဝင်တဲ့အယောင်တွေတောက်လာပါတော့တယ်။အခုဆိုရင်တော့ရွှေဝါဟာအရင်ကလမ်းဘေးခွေးလေးမဟုတ်တော့ပါဘူး။တခင်အလောက်ကပြန်လာတိုင်းအမီလေးတရရဲနဲ့စီးကြိုတတ်တဲ့တအိမ်လုံးရဲ့အချစ်တော်ခွေးလိမ်မလေးဖြစ်နေပါပြီ။ရွှေဝါရဲ့ဘဝဟာမေတ္တာတရားရဲ့စွမ်းအားကြောင့်အမောင်လေးကနေအလင်းထဲကိုရောက်ရှိလာခဲ့တာပါ။ကဲကလေးတို့ရေဒီပုံမြင်လေးကနေပြောပြနေရကတော့တဲငယ်တဲ့ကျင်နာမှုတစ်ခုဟာတတဝါလေးတစ်ကောင်အတွက်တော့တစ်ကမ္ဘာလုံးစာအပြောင်းလဲဖြစ်စေနိုင်တယ်ဆိုတာပါပဲ။နောက်ထပ်အခုလိုပုံမြင်လေးတွေနားထောင်ဖို့ Storyland Channel လေးကို Subscribe လုပ်ထားဖို့မမေ့ကြပါနဲ့နော်။